ဒုတိယကိုဝင်လွှဲထားချိန်မှာနောက်မီလီနဲ့ခင်မောကျောင်းကိုဖွင့်ချလာတဲ့ဝုံမုံရွှေရဲ့ညီမလေးနဒီရွှေကြီးနိုင်ငံကျော်မင်းသမီးဝုံမုံရွှေရဲ့ညီမဖြစ်သူနဒီရွှေကြီးရဲ့စိတ်မကောင်းစရာအိမ်တော်ရင်ဖွင့်ချချက်လေးကိုတင်ဆက်ပေးချင်ပါတယ်ရှင်နဒီရွှေကြီးဟာသူမရဲ့အိမ်တော်ရေးပြဿနာကိုမိသားစုအဆက်ရမှာဆိုတဲ့အတွက်အစပိုင်းမှာတော့ရင်ကိုနှုတ်ပိတ်ပြီးတော့ဖွင့်မပြောဘဲနဲ့သိခံခဲ့တာပါဒါပေမဲ့တကယ်လက်တွေ့မှာတော့သူမမှာဒုတိယကိုဝင်ဖြစ်တဲ့သမီးလေးကိုစပြီးတော့လွှတ်ထားရတဲ့အချိန်ကတည်းကခင်မောဖြစ်သူကစတင်ဖောက်ပြန်ခဲ့တာလည်းဖြစ်ပါတယ်ရွာခွင်းမှာမိကလေးတဦးနဲ့ဖက်ထန်နေတာကိုမြင်တွေ့ခဲ့ရတဲ့သူကနဒီရွှေရဲ့မိခင်စီကိုဖုန်းဆက်ပြောရကနေအစားပြုခဲ့ရလည်းဖြစ်ပါတယ်ခင်မောဖြစ်သူကလက်ရှိတွင်းနေတဲ့အမျိုးသမီးနဲ့နောက်မီလီနေတာကိုလုံးဝလက်ခံခြင်းမရှိဘဲနဲ့ငင်းဆန်ခဲ့ပေမဲ့နဒီရွှေရဲ့လက်ထဲမှာတော့ CCTV မှတ်တမ်းတွေအပါအဝင်ခိုင်လုံတဲ့သက်သေတွေအစုံနဲ့ရှိထားပြီးပဲဖြစ်ပါတယ်အစားကစစ်တဲ့စိတ်နဲ့ဘာမှမပြောဘဲနဲ့နေခဲ့ပေမဲ့နောက်မီလီနဲ့ခင်မွန်းကသူမတို့မိသားစုမကောင်းကြောင်းတွေကိုအပြင်မှာလိုက်လံပြောဆိုတဲ့အကြောင်းအခုလိုသိမခံနိုင်တော့ဘဲနဲ့အတီလင်းဖွင့်ချပြောဆိုခဲ့ရလဲဖြစ်ပါတယ်အဆိုးဆုံးကတော့လက်ရှိမှာနောက်မီလီသွားတဲ့ခင်မွန်းတဲ့ဘက်ကသားသမီး2ဦးအတွက်ကလေးစိတ်လုံးဝထောက်ပံ့ခြင်းမရှိတော့တာပါဒါကြောင့်ကလေးတွေကိုနဒီရွှေရဲ့မိခင်နဲ့အမားဖြစ်သူဝုံမုံရွှေတို့ကသာအဓိကတာဝန်ယူဆောက်ရှောက်ပေးရကြောင်းရင်နာဖွယ်ရဖွင့်ချခဲ့ရလဲဖြစ်ပါတယ်ဒီလိုစိတ်မကောင်းစရာဖြစ်ပျက်လေးတွေကိုပြည်သက်တွေဘယ်လိုမြင်လဲဆိုတာမိမိတို့ရဲ့အမြင်လေးကိုခုမှယူသွားပေးခဲ့ကြပါအောင်ရှင်ပရိသတ်တွေကလည်းအကယ်ဒမီပွဲနဲ့ရုပ်ရှင်လောကရဲ့စံနှုန်းတွေဟာပေါ်ပင်တဲ့မျက်နှာလိုက်မှုတွေထက်စစ်မှန်တဲ့အမှုပညာအရေးသွေးပေါ်မှာသာမူတည်စေချင်ကြတယ်လို့လည်းဆိုနေကြတာလည်းဖြစ်ပါတယ်ရှင်သူထိုင်းမှာအိမ်မော်လို့ပူတာမြင်ရင်3000ပေးမယ်လို့ပြောလာတဲ့နေဆန်ပရိသတ်တွေအားလုံးပဲမင်္ဂလာပါရှင်ပရိသတ်ကြီးတို့သိတဲ့အတိုင်းပဲနေဆန်ဟာသူမရဲ့ထူးခြားတဲ့အလားပါနဲ့အောင်မြင်မှုတွေကြောင့်အမြဲတမ်းလူပြောများနေတဲ့သူတူဦးလည်းဖြစ်ပါတယ်ဒါပေမဲ့ဒီလိုအောင်မြင်မှုတွေပေါ်မှာမနာလိုသူတွေတချို့ကတော့နေဆန်ကိုနမီပြတ်ဖို့စ조사နေကြတာလည်းဖြစ်ပါတယ်အထူးသဖြင့်နေဆန်ကထိုင်းစကားကောင်းကောင်းပြောတတ်နေတာကိုအကြောင်းပြပြီးတော့နေဆန်ဟာထိုင်းမှာအိမ်ပေါ်လုပ်ခဲ့တာကြောင့်နေဆန်ဟာထိုင်းမှာအိမ်ပေါ်လုပ်ခဲ့တဲ့ထုံးချိုင်ဘွားကနေချမ်းသာလာတာဆိုပြီးတော့နေချပုတ်ခတ်တိုက်ခိုက်နေကြတာလည်းဖြစ်ပါတယ်ဒီလိုဆုဆွေးမှုတွေအပေါ်မှာနေဆန်ကလုံးဝငြိမ်မနေတော့ပဲပြည့်ပြည့်တသားတုံ့ပြန်လာခဲ့တာလည်းဖြစ်ပါတယ်ရှင်နေဆန်ကတော့သူမဟာထိုင်းမှာအောက်ခြေသိမ်းအလုံးလုံးရတဲ့ဘဝကနေဆယ်လီဖြစ်လာတာမဟုတ်ကြောင်းနဲ့တကယ်လို့ထုံးစံဘဝနဲ့ကျမကိုအိမ်ဖော်လုပ်နေတာမြင်နေဆိုတဲ့တိကျခိုင်လုံတဲ့သက်သေပြနိုင်ရင်3000ပေးမယ်ဆိုပြီးတော့ထုတ်ပြောကစိန်ခေါ်လိုက်ခဲ့တာလည်းဖြစ်ပါတယ်3000ဆိုတာနေတဲ့ပမာဏမဟုတ်သလိုဒီလောက်ထိရေရဲဝုန်းဝုန်းပြောတာကသူမရဲ့အတိတ်ဟာဖြူစင်ကြောင်းနဲ့သူမရဲ့အောင်မြင်မှုတွေကကိုယ့်အားကိုယ်ပြီးစူးစမ်းမှုတွေကြောင့်ရရှိလာတာဖြစ်ကြောင်းသက်သေပြလိုက်တာလည်းဖြစ်ပါတယ်။နေဆန်းရဲ့ဒီစိန်ခေါ်မှုကသူမရဲ့ဂုဏ်သိက္ခာကိုပြောနေကြတဲ့သူတွေနဲ့ပြောနေကြတဲ့သူတွေကိုတကွက်ထဲနဲ့အပိတ်တက်လိုက်တာလည်းဖြစ်ပါတယ်။ကဲပြည်သက်ကြီးတို့ရောထိုင်းမှာအိမ်ပေါ်လုပ်ပူတာမြင်ရင်3000ပေးမယ်ဆိုတဲ့နေဆန်းရဲ့စိန်ခေါ်မှုအပေါ်ဘယ်လိုလေးတွေမြင်လဲဆိုတာကောမန့်မှာရေးပေးခဲ့ကြပါအောင်ရှင်။